ရဲ့ကျေးဇူးတော်ကြောင့်ဒီမှာရှိတဲ့မိသားစုနဲ့လာရောက်ပြီးတော့မှတွေ့ဆုံခွင့်ရတယ်ဒီမှာရှိတဲ့မိသားစုနဲ့လာရောက်ပြီးတော့မှဆုံလင်ခြင်းရလို့ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးရှိပါတယ်အဲ့တော့ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေကျွန်တော်ကိုခေါ်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နောက်ကပတ်တော်လေးအနေနဲ့ခေါ်အားပေးခြင်းတယ်အဲ့တော့ကျွန်တော်နှလုံးသားထဲမှာပါထည့်ထားတာဒီမှာရှိတဲ့လူတွေကလည်းယုံကြည်သူတွေပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ကပတ်တော်လေးပဲကျွန်တော်ဝင်ခေါ်အားပေးခြင်းပါတယ်နောက်ကပတ်တော်လည်းမဟုတ်ပါဘူးကျွန်တော်ရဲ့အတ္တထဲမှာဘုရားသခင်သူတင်တဲ့အရာလေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်လည်ပြီးမှဝင်လာတာဖြစ်တယ်ကျွန်တော်တတ်တာထဲမှာပါထည့်ထားတယ်အဲ့ဒါအမှန်တမ်းအရေးကြီးတယ်အဲ့တော့အိတ်တလုံးကိုကျွန်တော်ယူလာတယ်အဲ့ဒီအိတ်ထဲမှာကျွန်တော်ခေါင်းတဲ့အရာလေးထည့်ထားတယ်ဒါအဲ့အိတ်ထဲကနေကျွန်တော်ပြန်ထုတ်လိုက်တဲ့အရာကကောင်းတဲ့အရာထည့်လိုက်ရင်ကောင်းတဲ့အရာပဲထွက်လာတယ်ဒါပေမဲ့ကျွန်တော်မကောင်းတဲ့အရာထည့်ထားတယ်အဲ့ဒီအိတ်ထဲကနေကျွန်တော်ပြန်ထုတ်လိုက်တဲ့အရာကမကောင်းတဲ့အရာထည့်ထားတဲ့အတွက်ကြောင့်ဘာထွက်လာလဲမကောင်းတဲ့အရာပဲထွက်လာတယ်ဒီနေ့ကျွန်တော်နှလုံးသားကလည်းအဲ့လိုမျိုးဖြစ်နေတယ်ဒီကြောင့်နှလုံးသားထဲမှာဒီကောင်းတဲ့အရာတွေထည့်ထားမယ်ဆိုရင်လူတစ်ယောက်ရဲ့နှုတ်တဲ့ပါးစပ်ကကောင်းတဲ့အရာတွေပဲထွက်တယ်အတင်းပြောခြင်းတွေထည့်ထားမယ်ဆိုရင်ဒီနေ့အတင်းပြောခြင်းနဲ့စိတ်ထည့်ထားမယ်ဆိုရင်အဲ့ဒီအတင်းပြောခြင်းနဲ့စိတ်ကပဲကျွန်တော်နှလုံးသားထဲကနေထွက်လာဟိုတယောက်ကိုမနာလို့တဲ့စိတ်ထည့်ထားတယ်အများနဲ့သူ့ကိုတွေ့တာနဲ့ကျွန်တော်တို့ထွက်တာတဲ့စကားကမနာလို့ချင်းတွေဖြစ်တယ်အတင်းဒီလူကိုကျွန်တော်တို့မကျင်တတ်ဘူးလို့ထည့်ထားမယ်ဆိုရင်ကျွန်တော်နှလုံးသားထဲကမကျင်တတ်တဲ့အရာတွေပဲထွက်လာတယ်အမှန်တမ်းအရေးကြီးတယ်တော့ထည့်ထားခြင်းချင်းထည့်ထားတဲ့အရာပေါ်မှာလေဘုရားသခင်ကျွန်တော်တို့အလိုလုပ်တာဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ထည့်ထားတဲ့အရာကအမှန်တမ်းအရေးကြီးတဲ့အရာဖြစ်တယ်ကောင်းတဲ့အရာတွေကျွန်တော်နှလုံးသားထဲမှာထည့်ထားမယ်ဆိုရင်ပြန်ထွက်လာတဲ့အရာကကျွန်တော်တို့သူတို့ဘာအတွက်ကောင်းတဲ့အရာတွေကြီးပဲထွက်လာတယ်အဲ့တော့ကျွန်တော်တို့ဒီအကူကခေါ်ခြင်းနဲ့စိတ်ထည့်ထားတဲ့ခါကျတော့ဘာဖြစ်လာလဲကျွန်တော်ကိုခေါ်လိုက်ဘာဖြစ်လို့လဲသူခေါ်ခြင်းနဲ့စိတ်ခေါ်ပြီးမိထာယဖွဲ့ခြင်းနဲ့စိတ်ထည့်ထားတဲ့အခါမှာမိထာယဖွဲ့ဖို့ရအတွက်ဖြစ်လာတယ်အဲ့ဒါပဲကျွန်တော်တို့အဲ့ဒါကိုတတိပြုဖို့ရတော့အမှန်တမ်းအရေးကြီးတယ်အဲ့တော့ကျမ်းမာရေးတစ်ပိုင်းနဲ့ကျွန်တော်ဒီလိုကိုခွန်အားပေးမှဖြစ်ပါတယ်အဲ့တော့သခင်ယေရှုဒီလောကမှာလာစဉ်တော့ပြောခဲ့တဲ့အကြောင်းအရာလေးပဲဖြစ်တယ်အဲ့တော့ကျွန်တော်တပိုက်လေးပဲကျွန်တော်ဒီမှာလာပြီးတော့မှဝင်ကတတိခံမှာဖြစ်ပါတယ်အဲ့တော့တပိုက်လေးပဲကျွန်တော်တို့ကြည့်ရအောင်နော်အဲ့တော့ကျွန်တော်ပဲဖတ်ပြပါမယ်ရှင်လုကာခရစ်ဝင်အခန်းကြီး6အငယ်45မှာဖြစ်ပါတယ်ဘာကိုပြောထားတာလဲဆိုတော့ကောင်းသောသူသည်တဲ့ကောင်းသောမိမိစိတ်နှလုံးဗန္ဓာတိုက်တဲ့ကကောင်းသောအရာကိုထုတ်ဖော်တတ်၏မကောင်းသောသူသည်မကောင်းသောမိမိစိတ်နှလုံးဗန္ဓာတိုက်တဲ့ကမကောင်းသောအရာကိုထုတ်ဖော်တတ်၏အကြောင်းမူကားစိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုံဝမ်းတတ်၏တဲ့အာမင်နော်ဒီနေ့ဒီကျမ်းပိုင်းမှာပြောထားတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့အသက်တာဖြစ်နေတာသခင်ယေရှုကလည်းဒီတိုင်းပဲကျွန်တော်တို့ကိုပြောခဲ့ပြတာပဲနော်ဒါပေမဲ့ကျွန်တော်တို့ထည့်ထားတဲ့ပုံမှာပဲအမှန်တမ်းအရေးကြီးတယ်ဒီနေ့ကျွန်တော်တို့ကောင်းသောသူတယောက်ဖြစ်ချင်တယ်ဆိုရင်ကျွန်တော်နှလုံးသားထဲမှာထည့်ထားရမှာလေကောင်းတဲ့ຢာတွေထည့်ထားရမှာတမန်တရားတွေထည့်ထားရမှာကျွန်တော်တို့တမန်တရားနဲ့ဘလို့အသက်ရှင်ရမလဲဘုရားသခင်နဲ့ကျွန်တော်တို့ဘလို့သွားလာရမလဲဆိုတဲ့အရာတွေပဲကျွန်တော်တို့ထည့်ထားရမှာဖြစ်တယ်အဲ့တော့ဆာလံထဲမှာပြောထားတဲ့အရာရှိတယ်နော်တရားနဲ့ဘယ်လောက်လဲမသိဘူးအဲ့ဒီမှာပြောထားတဲ့အရာလေးရှိတယ်ကျွန်တော်မေ့လာပြီအဲ့တော့ဘာပြောထားလဲဆိုတော့အဲ့ဒီမှာရှိတဲ့အကြောင်းအရာကဒီနေ့ကျွန်တော်တို့သွားတဲ့အရာတိုင်းမှာဘာကိုကျွန်တော်တို့သတ်မှတ်ရမလဲဆိုတော့ဘုရားသခင်ရဲ့တမန်တရားကိုကိုယ်တော်ကိုကျွန်တော်တို့မပြစ်မှားမိကိုယ်တော်ကိုပြစ်မှားမိအကြောင်းနဲ့ဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားရမှာဖြစ်တယ်ဘုရားသခင်ကိုမပြစ်မှားဘူးရတော့ကျွန်တော်တို့ဘာတွေလုပ်မလဲဗျာဒိတ်တော်ကိုနှလုံးထဲမှာတူထားလို့ရှိရင်ဒီကနေ့ကျွန်တော်တို့ကောင်းတဲ့အရာတွေထွက်လာတယ်ဘုရားသခင်နဲ့ပတ်သက်တဲ့အရာတွေပဲထွက်လာတယ်အဲ့လိုပဲတဲ့ဒီနေ့ကျွန်တော်တို့ရဲ့စိတ်ထဲမှာမကောင်းသောသူကတဲ့မကောင်းတဲ့အရာတွေပဲထွက်တယ်တဲ့ဒီနေ့ကျွန်တော်တို့စိတ်နှလုံးသားထဲမှာကျွန်တော်တို့ကလည်းမကောင်းဘူးဒါပေမဲ့မကောင်းတဲ့အရာတွေကြီးပဲကျွန်တော်တို့ထည့်ထားမယ်ဆိုရင်ဒီနေ့ကျွန်တော်နှလုံးသားတွေကထွက်တဲ့အရာတွေဒီနေ့ကျွန်တော်တို့ပြောတဲ့အရာတွေကမကောင်းတဲ့အရာတွေကြီးပဲဖြစ်တယ်
အဲ့တော့သူတစ်ပါးကိုအတင်းပြောမယ်သူကမကျင်တဲ့စိတ်တွေပြောမယ်ဟာဟိုအကိုကမကျင်တဲ့အဲ့ဒီအရာကြီးပဲကျွန်တော်တို့ထုတ်ပြောနေတယ်အဲ့ဒါကြီးပဲကျွန်တော်တို့ပြောနေတယ်ဘာကြောင့်လဲတော့မကျင်တဲ့စိတ်ကကျွန်တော်တို့ထဲမှာအယမ်းများနေတယ်ဟုတ်လားအဲ့ဒီမကျင်တဲ့စိတ်ကများနေတဲ့အခါမှာမကျင်တဲ့အရာကြီးပဲကျွန်တော်တို့ထုတ်ဖော်တတ်တယ်အဲ့အောက်မှာပြန်ပြောရတယ်အကြောင်းမူကားစိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုံမှတ်တတ်တယ်ဒီကျွန်တော်ဒီနှလုံးသားထဲမှာဘာတွေထည့်ထားလို့ပြည့်နေတာလဲကောင်းတဲ့အရာတွေပဲပြည့်အပြည့်အောင်ထည့်ထားရင်ဒီကောင်းတဲ့အရာတွေကြီးပဲကျွန်တော်တို့ထွက်မှာလေအဲ့ဒီအဲ့ထဲမှာကျွန်တော်မကောင်းတဲ့အရာတွေကြီးပဲကျွန်တော်ပြည့်ထည့်ထားမယ်ဖြန်လျက်ထည့်ထားမယ်ဆိုကျွန်တော်ပြန်ထုတ်လိုက်ရင်ဟာကောင်းနေရပဲကျွန်တော်ရေမွေးထည့်ထားမယ်ဆိုရေမွေးနဲ့လေးပဲထွက်တယ်ကျွန်တော်အပုတ်ထည့်ထားမယ်ဆိုအပုတ်နဲ့နေပဲထွက်လာဒီနေ့ကျွန်တော်ထည့်ထားခြင်းအမှန်တမ်းအရေးကြီးတယ်လို့ကျွန်တော်ခွန်အားကျွန်တော်တိုက်တွန်းလို့ဆိုခွန်အားပေးခြင်းတယ်နော်ကျွန်တော်တို့အတင်းပြောခြင်းနဲ့စိတ်တွေထည့်ထားမယ်ဆိုအတင်းပြောခြင်းနဲ့စိတ်တွေပဲထွက်လာတယ်ဟိုလူကိုမကောင်းမြင်တဲ့စိတ်ထည့်ထားမယ်ဆိုဒီလူကိုမကောင်းတဲ့မြင်တဲ့စိတ်တွေပဲထွက်လာတယ်ဟောကျွန်တော်လောကမှာကျွန်တော်တို့3 3စားရှိတယ်အလုပ်ထဲမှာsorry ပါတကယ်ချင်းအောင်ငါရည်ရွယ်ပြီးပြောလိုက်တာမဟုတ်ပါဘူးမထင်မှတ်ပဲနဲ့ပါဇက်ကထွက်တာအဲ့ဒါမဟုတ်ဘူးနော်တကယ်ချင်းငါမင်းကိုပြောချင်လို့တော့မဟုတ်ပါဘူးဒါပေမဲ့ငါစိတ်ထဲမှာဒီလိုပဲပြောချင်လို့တော့မဟုတ်ပါဘူးပြောမိသွားတော့တောင်းမှတ်ပါတယ်မတကယ်မဟုတ်ဘူးနော်စိတ်လုံးထဲမှာအဲ့ဒီအရာကြီးကိုရှိနေလို့အဲ့ဒီအရာကြီးထွက်တာအဲ့ဒီဆက်အဲ့ဒီအကြောင်းအရာမရှိဘူးဆိုကျွန်တော်စိတ်နှလုံးထဲမှာထွက်เสียအကြောင်းမရှိဘူးတော့စိတ်နှလုံးထဲမှာအဲ့ဒီအရာကြီးကိုကျွန်တော်တို့ပေါ်လာเสียအကြောင်းမရှိဘူးအဲ့တော့ကျွန်တော်တော်များများတွေ့ရတယ်ကျွန်တော်တော်များများတွေ့ရတဲ့အရာလေးတစ်ခုရှိတယ်။ဟဲ့အောင်လှုပ်တယ်။စခိုင်းတွေကသူ့ရဲ့စိတ်နှလုံးထဲမှာယုံကြည်ခြင်းနဲ့ခိုင်းလို့ရှိရင်မှန်မယ်ဆိုတဲ့စကားလုံးပဲသူတွေးတယ်။မင်းတို့ကောင်းနေကွာလှုပ်တစ်ခုခုဖြစ်လာတော့ငါပြောတယ်ငါထင်တယ်မင်းတို့ဖြစ်လိမ့်မယ်မင်းတို့လှုပ်ရင်တလွဲတွေကြီးပဲပြော။ဘာကြောင့်အဲ့လိုမျိုးသူပြောရလဲ။ तू စိတ်နှလုံးထဲမှာအစတွေကမယုံကြည်လို့သူရဲ့စိတ်နှလုံးထဲမှာအစတွေကကျွန်တော်တို့ကိုမှန်ကန်တဲ့ယုံကြည်ခြင်းနဲ့မခိုင်းတဲ့အတွက်ကြောင့်မလို့သူရဲ့စိတ်နှလုံးထဲကလည်းယုံကြည်ခြင်းမပေါ်လာဘူးအပြစ်တင်ခြင်းတွေပဲပေါ်လာတယ်။ကောင်းမြင်တဲ့စိတ်မပေါ်လာဘူးအပြစ်မြင်တဲ့စိတ်တွေပေါ်လာတယ်။ဘာကြောင့်လဲငကိုတွေကအကောင်းမြင်တဲ့စိတ်မထည့်ထားလို့ငကိုတွေကမယုံကြည်တဲ့စိတ်ထည့်ထားလို့အပြစ်တင်တဲ့စိတ်ပေါ်လာတာဖြစ်တယ်။အဲ့ဒီမှာရှိတဲ့ဒီကောင်မတွေပြောချင်တယ်ကျွန်တော်တို့ဒီကနေ့လှုပ်ဆောင်တဲ့အရာတွေပေါ်မှာတော့၎င်းကျွန်တော်တို့သူများခိုင်းတဲ့ပုံမှာတော့၎င်းကျွန်တော်အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်ပဲထည့်လိုက်အကောင်းဆုံးဖြစ်လာလိမ့်မယ်ကျွန်တော်တို့ပါဇက်ကထွက်လာတာလည်းအကောင်းဆုံးပဲဒီတမာတရားကိုကျွန်တော်တို့သေးချာထည့်ထားမယ်ဆိုရင်ကျွန်တော်တို့ရဲ့အတ္တထဲမှာတမာတရားနဲ့ပတ်သက်တာတွေပဲထွက်လာတယ်မနေ့တိုင်းကျမ်းပိုင်းတစ်ပိုင်းထိုက်လာလို့ထည့်ထားလို့ရှိရင်အဲ့မနေ့တိုင်းကျမ်းပိုင်းပဲထွက်လာတယ်မနေ့တိုင်းကျွန်တော်တို့သူတစ်ပါးကိုဆဲကျင်တဲ့စိတ်ထဲလာလို့ရှိရင်မနေ့တိုင်းကျွန်တော်တို့သူတစ်ပါးကိုဆဲနေမှာပဲအဲ့တော့ဒီမှာရှိတဲ့ညီကောင်မတွေကိုခွန်အားပေးခြင်းနဲ့ဒီနောက်ကပတ်တော်လေးနဲ့ကျွန်တော်ရဲ့အတ္တထဲမှာကောင်းတဲ့အရာတွေကိုပဲထည့်ပါဒီကျွန်တော်စိတ်နှလုံးတွေကနှုတ်စိတ်နှလုံးအပြည့်ရှိတဲ့တိုင်းနှုတ်မှတ်တယ်ကျွန်တော်စိတ်နှလုံးထဲမှာထည့်ထားတဲ့အရာတွေကပြေးလာတဲ့အခါမှာဘာမှမကောင်းတဲ့အရာတွေထည့်ထားတယ်မှာမကောင်းတဲ့ဘက်ပဲကျွန်တော်တို့သွားပြီကောင်းတဲ့အရာတွေထည့်ထားတဲ့အခါမှာကျွန်တော်တို့အတ္တတိုင်းမှာကောင်းတဲ့အရာတွေပဲကျွန်တော်တို့လှုပ်ဆောင်မှာဖြစ်တယ်အဲ့ဒါလေးတစ်ခုကိုကျွန်တော်ဒါဒီမှာရှိတဲ့ညီကောင်မတွေကိုခွန်အားပေးတိုက်တွန်းလို့ဆိုပါတယ်လို့နော်ဒီကျမ်းပိုက်တိုင်းကျွန်တော်တို့အသက်ရှင်ရအောင်ကျွန်တော်ဒီအရာတိုင်းကျွန်တော်တို့လှုပ်ဆောင်ရအောင်ဒီလိုပါကိုကျွန်တော်တို့စာပြောရယုံကြည်ခြင်းနဲ့ပဲပြောပါမယုံလို့ယုံလို့မလုံပါနဲ့ငကိုတွေကမှအဲ့လိုမယုံလို့လုပ်နေငကိုတွေကမယုံကြည်တာနဲ့တူပဲလေကျွန်တော်တို့ရဲ့အတ္တထဲမှာယုံကြည်ပေးလိုက်ပါဖြစ်လာမယ်ဆိုတဲ့စိတ်ကိုမတွေးပါနဲ့စခိုင်းတဲ့ကယုံကြည်ခြင်းနဲ့စခိုင်းလို့စင်အောင်မြင်ပြီးသားမားရလေအပြစ်မမြင်တင်းရဲ့စိတ်နှလုံးထဲမှာကောင်းတဲ့အရာကိုပဲထည့်ထားအဲ့ဒီလူကိုအပြစ်ပဲတော့မှမမြင်ဘူးဒီတစ်ခေါက်မကောင်းရင်နောက်တစ်ခေါက်တော့ကောင်းမယ်ဆိုတဲ့စကားလုံးလေးနဲ့ဖြည့်သိပ်ပေးကြပါပဲဟော
ဖြစ်တော့မင်းတို့ခေါ်နေကွာလှုပ်လိုက်လွဲတချော်တွေပဲလို့ကျွန်တော်တို့တွေကထင်သွားလို့ရှိရင်အဲ့ဒီကိုကျွန်တော်တို့အပြစ်တင်တာနဲ့အတူတူပဲဘာဖြစ်လို့လဲငကိုတွေကမှသူ့ကိုကျွန်တော်တို့ယုံကြည်ခြင်းနဲ့အနန္တတဲ့အရာမဟုတ်လေယုံကြည်ခြင်းနဲ့ကျွန်တော်တို့ခိုင်းတဲ့အရာမဟုတ်တဲ့အတွက်ကြောင့်လို့ယုံကြည်ခြင်းဆိုတာမဖြစ်လာသလိုကျွန်တော်တို့ကောင်းတဲ့အရာကိုကျွန်တော်တို့သူ့အတွက်ကောင်းတဲ့အရာကိုလက်ခံပေးတာလည်းမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာယုံကြည်ခြင်းနဲ့ခိုင်းပြီးဆိုရင်ကျွန်တော်တို့ပြောတဲ့စကားကလည်းကောင်းတဲ့စကားပဲထွက်လာမယ်မှန်ကန်တဲ့စကားလုံးနဲ့ခိုင်းမယ်ဆိုရင်ကျွန်တော်တို့မှန်ကန်တဲ့စကားလုံးပဲသူတော့မှာသူ့ကိုပြီးမှဖြစ်တယ်အပြစ်တင်ခြင်းနဲ့စကားလုံးနဲ့ခိုင်းလို့ရှိရင်တော့အပြစ်တင်မဲ့စကားလုံးတွေပဲသူတော့ထွက်လာမယ်ဆိုတဲ့အရာလေးကိုတိုက်တွန်းလို့ဆိုခွန်အားပေးပါတယ်အားလုံးရောက်စီတိုင်းဘုရားခင်ကောင်းချီးပေးပါစေဒီအိမ်ပေါ်မှာလည်းဘုရားခင်ရဲ့ကောင်းချီးနဲ့ပြည့်ပါစေ